ဘာကလူတွေကနာနဲ့စောစောထားပြီးတော့ physical exercise တော့လုပ်ကြတယ်လမ်းလျှောက်ကြတယ်ကျန်းမာရေးလိုက်စားကြတယ်နော်ကိုယ်ကာယတန်ဆွမ်းမှုတစ်ခုတည်းကိုပဲအာယုံစိုက်ပြီးတော့လုပ်ကြတယ်ကိုယ်ကာယတန်ဆွမ်းမှုကိုအကြောင်းပြုပြီးတော့စိတ်ကြည်နူးမှုတွေတော့ဖြစ်တယ်သို့တော့စိတ်ထဲမှာအငြိအကျေးတွေဆွဲကပ်နေတာကိုတတိမမှုဘူးဆိုလို့ရှိရင်စိတ်ထဲကအငြိအကျေးတွေဟာများလာတဲ့အခါမှာလူရဲ့စိတ်တွေမှာအညစ်အကြေးတွေလွှမ်းမိုးထားသည့်အတွက်ကြောင့်ဖြူစင်မှုတန်ရှင်းမှုအားနည်းလာပြီးတော့လူတွေဟာမကောင်းတဲ့စိတ်တွေပေါ်လာတယ်။ဒါကြောင့်ပြောကြတယ်ဒီလူကစိတ်ကောင်းနှလုံးကောင်းမရှိဘူးဒီလူကစိတ်ထားမဖြူစင်မှုနဲ့ပြောကြတယ်အဲ့ကြတော့မှအဲ့တော့စိတ်ထားဖြူစင်နေအောင်ကိုယ့်ကိုလေ့ကျင့်ပေးဖို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအာရခတုတ်တံမှာဟောထားတာလေးကိုမှတ်သားပြီးတော့နေ့စဉ်နဲ့အမျှကိုယ်စိတ်လေးကိုကိုပြုပြင်ဖို့ရဒီဒေသနာတော်ကိုမှတ်သားနာယူထားကြရမှာဖြစ်တယ်စိတ်ကိုတတိဖြင့်စောင့်ကြည့်ရမည်မြတ်စွာဘုရားစိတ်ဆိုတာကိုယ်စိတ်ကိုပြောတာသူများစိတ်ကိုစောင့်ကြည့်ရမှာမဟုတ်ဘူးကိုယ်စိတ်ကိုတတိဖြင့်စောင့်ကြည့်ရစောင့်ကြည့်ဖို့ဆိုတာတတိရှိရမယ်လို့ဒါဖြင့်ပညာမပါဘူးလားလို့ဆိုတော့ပါတာပေါ့တတိရှိမှပညာဆိုတာဖြစ်တယ်တတိမပါရင်ပညာမဖြစ်ဘူးတဲ့စာပေကျမ်းဂန်ထဲမှာနာဟိတတိဝိရဟိတာပညာနာမအဋ္ဌိတတိမပါတဲ့တတိကင်းတဲ့ပညာဆိုတာမရှိဘူးဒါကြောင့်မို့ဒီနှစ်ခုကိုမြတ်စွာဘုရားကတတိတမ္ပစင်ညလို့ဆိုပြီးတော့တွဲဖက်ပြီးဟောတာတတိကတတိတမ္ပစင်ညကပညာဒီနှစ်ခုပေါင်းစပ်ထားမှအမှန်အကန်ကိုသိနိုင်စွမ်းရှိတယ်ပေါ့တစ်ခုတည်းနဲ့မရဘူးနှစ်ခုပေါင်းစပ်ရစာအုပ်ဖတ်တဲ့အခါမှာကြည့်စာအုပ်လေးတစ်အုပ်ဖတ်ချင်လို့ရှိရင်စာကိုကြည့်တာကမျက်လုံးနော်စာအုပ်ကိုဖွင့်ပေးတာကလက်မပါရင်လည်းစာကြည့်လို့မရဘူးမျက်လုံးမပါရင်လည်းစာကြည့်လို့မရဘူးနှစ်ခုပေါင်းစပ်ပြီးတော့လုပ်တယ်ဆိုတဲ့သဘောလေးကိုသေချာစဉ်းစားကြည့်နော်လက်ကစာအုပ်ကိုဖွင့်ပေးတယ်မျက်လုံးကကြည့်တယ်မျက်လုံးကစာအုပ်ကိုဖွင့်မပေးနိုင်ဘူးကြည့်ုံပဲကြည့်နိုင်လက်ကလည်းပဲစာအုပ်ကိုဖွင့်ရုံဖွင့်တာမကြည့်နိုင်ဘူးသူနော်အဲ့ဒီသဘောကိုစဉ်းကျင်စဉ်းစားကြည့်ဒီသဘောပဲလမ်းလျှောက်တဲ့ဆိုပါစို့လမ်းလျှောက်တယ်ဆိုတဲ့အခါမှာခြေထောက်ကသာလမ်းလျှောက်တာလေသို့တော့ခြေထောက်ကလမ်းမှာဂျိုင်းရှိသလားကျင်းရှိသလားဆူးညောင်းခလုတ်ရှိသလားသူမကြည့်နိုင်သူကမမြင်ဘူးမြင်တာကကြည့်ပေးရမှာကမျက်လုံးကကြည့်ပေးလမ်းကရှောင်ဒီနှစ်ခုပေါင်းစပ်လိုက်မှအလုပ်တစ်ခုဆိုတာဖြစ်တာလေအနည်းဆုံးနှစ်ခုပေါင်းစပ်ပြီးတော့လုပ်နေတယ်ဆိုတဲ့သဘောတရားလေးကိုစဉ်းကျင်စဉ်းစားကြည့်ပေါ့ဒါကြောင့်မို့အခုလည်းပဲစိတ်ကိုစိတ်ရဲ့ဖြစ်ပုံတွေကိုစိတ်တ ानु ပတနာသဘောစိတ်ကိုတတိဖြင့်စောင့်ကြည့်ဖို့လိုအပ်တယ်ရသော်ဘုရားကဒီသုတ်တံမှာအာရခသုတ်တံမှာဘယ်လိုဟောတော့ဆိုစတုတုဘိက္ခဝေဌာနေတုဒီအချက်၄ချက်စတုတုဌာနေတုမဟာသတိပဋ္ဌာန်သုတ်မှာတော့စိတ်တ ानु ပတနာလို့ဟောတယ်အခုဒီသုတ်တံမှာကြတော့စတုတုဌာနေတုအချက်၄ချက်မှာအာယုန်၄ရဒီကိစ္စ၄မျိုးမှာအတ္တရူပေနကိုကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ကိုအကျိုးရှိအောင်လုပ်ချင်တယ်စိတ်ဓာတ်ဖြူစင်အောင်ကြိုးစားချင်တယ်ဒါကိုအတ္တရူပလို့ခေါ်တယ်ကိုရဲ့အကျိုးစီးပွားကိုမျက်နှိုးခင်မင်တဲ့ပုဂ္ဂိုလ်ဟာကိုကောင်းကျိုးချမ်းသာရအောင်လုပ်ချင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတဲ့အပမာဒေါရှင်မှုမေးလျော်ခြင်းကင်းတဲ့တတိလို့ဆိုရတဲ့စေတသောအာရခောစိတ်ရဲ့စောင့်ကြည့်မှုကိုကရဏီရောလုပ်ရမယ်လို့ဟောမြတ်စွာဘုရားဒီလိုဟောတယ်ဒီအချက်၄ချက်နဲ့ပတ်သက်လာလို့ရှိရင်အပမာဒလို့လည်းခေါ်တယ်တတိလို့လည်းခေါ်တယ်စေတသောအာရခောလို့လည်းခေါ်တယ်ဒီတတိလေးကိုပြောတာအပမာဒဆိုတာ
ရစ်မှုမေးလျော့ပြီးတော့မနေဘူးတဲ့ရစ်မှုမေးလျော့နေတယ်ဆိုတာဘယ်လိုဟာတော့စဉ်းစားကြည့်နော်ဘဝတစ်ခုရလာတဲ့အခါမှာလူတွေဟာကိုယ်ဘဝလေးကိုဒီကုသိုလ်ကောင်းမှုလုပ်ဖို့ရမေ့နေကြပုံလေးကိုယ့်ကိုမတည်တော့မဲ့ပုံနော်မအိုတော့မဲ့ပုံမနာတော့မဲ့ပုံနဲ့လုပ်နေကြတာလေအဲ့ဒါဟာမေ့လျော့နေတယ်လို့ခေါ်တယ်မေ့လျော့ကိုယ်ဘဝလေးနဲ့ကိုရစ်မှုနေကြရစ်မှုနေတယ်ဆိုတာအကောင်းထင်ထာဝရလို့ထင်နေတယ်အကောင်းတွေထင်နေတယ်ရစ်မှုနေကြအဲ့ဒီရစ်မှုတဲ့အပေါ်မှာမေ့လျော့မှုတွေဖြစ်ပေါ်နေတာကိုပမာဒလို့ခေါ်တယ်အဲ့ဒီလိုရစ်မှုမေ့လျော့ပြီးတော့မနေခြင်းဟာအပမာဒပဲအပမာဒဟာအလွန်ကိုအရေးကြီးတယ်ကိုယ့်ကိုရစ်မှုမေ့လျော့ပြီးတော့မနေနဲ့ကိုရထားတဲ့အခိုက်အတန့်လေးဟာတခဏတည်းပဲဥပမာပဲကြည့်နော်လူတွေဟာစဉ်းစားကြည့်မယ်ဆိုရင်အိမ်တိုင်းမှာလည်းပဲနာယီရှိကြတယ်လူတိုင်းတို့နီးလက်ပတ်နာယီတွေရှိကြတယ်ဘာလုပ်ဖို့လဲအချိန်သိဖို့ဆိုပြီးတော့ထားကြအဲ့ဒီမှာအချိန်ကုန်သွားတာတော့လူတွေသိကြတယ်မနေ့ကုန်ရင်နေ့လယ်ရောက်တယ်နေ့လယ်ကုန်ရင်ညနေရောက်တယ်ညနေကုန်လို့ရှိရင်ညရောက်လာညကုန်သွားတော့မနေ့ရောက်တယ်အချိန်ကုန်သွားတာကိုတော့သိလိုက်တယ်အချိန်နဲ့တပြေးညီကိုယ်တဏ္ဍာမှာရှိတဲ့နုပြုမှုတွေကုန်သွားတာကြတော့မသိဘူးဟောနုပြုမှုတွေပါသွားပြီအိုးတယ်ဆိုတာချက်ချင်းကြီးဝုန်းတိုင်းအိုးသွားတာမှမဟုတ်တာဒီကနေ့ရုပ်ရည်ဟာလက်ပြန်မှမရှိတော့အလားတူထပ်လာတာမို့တောင်းလဲမှုတွေသိမထင်ရှားသေးလို့မသိတာ10နှစ်လောက်ဆိုသိသွားပြီအနှစ်20လောက်ဆိုအများကြီးသိသွားပြီနော်အဲ့ဒီအနှစ်20မှအိုးလာတာမှမဟုတ်တာစက္ကန့်တစ်စက္ကန့်ပြီးတစ်စက္ကန့်တစ်စက္ကန့်ပြီးတစ်စက္ကန့်လူရဲ့တဏ္ဍာမှာရှိတဲ့ယုတ်တရားနတ်တရားတွေဟာပြောင်းလဲဖြစ်ပေါ်နေတာပေါ့နော်အချိန်နဲ့အမျှလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့အရာတွေကပြောင်းလဲနေတာတွေဖြစ်တယ်ပေါ့အဲ့ဒီလိုအချိန်သာကုန်သွားတာသိပြီးတော့ကိုယ်တဏ္ဍာမှာရှိတဲ့အရာတွေကုန်သွားတာကိုတော့လူတွေဟာတတိပဋ္ဌာမိကြဘူးအဲ့ဒါကိုတတိထားရမယ်လို့ဆိုလို့တယ်ပေါ့နော်အဲ့ဒါကိုတတိမထားမိတာကိုပမာဒလို့ခေါ်တယ်ရင်မှုနေတယ်မေလျော့နေတယ်ငယ်သေးတဲ့ပုဂ္ဂိုလ်ကလည်းပဲငါငယ်သေးတယ်ဆိုစဉ်းစားဘူးကောင်းတာလို့ဖို့သိမတွေးဘူးနော်ကျမ်းမာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းငါကျမ်းမာတယ်ကိုယ့်ကိုမသေးသေးဘူးပဲယူဆကျမ်းမာတယ်ယောဂမဖြစ်ဘူးလို့ပဲရင်မှုနေတယ်အသက်ရှင်းနေတဲ့ပုဂ္ဂိုလ်ကလည်းပဲငါအသက်ရှင်းအောင်မယ်ဆိုပြီးတော့ရင်မှုနေတာလှုပ်တဲ့လှုပ်ထိုက်တာတွေမလှုပ်ဖဲနဲ့ကြောက်เสียလန့်เสียမထင်မဲနဲ့ကိုယ်ခန္ဓာကိုယ်ရဲ့အစင်ထာဝရမြည်ရည်ကြီးပမာစီးပြီးတော့ဆုပ်ယုပ်နေတဲ့အနေအထားတွေကိုမသိပဲနဲ့ပြောခြင်းသလိုပြောနော်အချိန်တွေဖြုံးခြင်းသလိုဖြုံးမအိုတော့မဲ့ပုံမနာတော့မဲ့ပုံမသေးတော့မဲ့ပုံနေနိုင်တာဟာပမာဒလို့ခေါ်တယ်အဲ့ဒီပမာဒရဲ့ဆန့်ကျင်ဘက်ကိုအပမာဒလို့ပြောတယ်အေးလှုပ်တဲ့လှုပ်ထိုက်တာကဘာလဲငါဟာထာဝရမဟုတ်ဘူးဟောအချိန်နဲ့အမျှငါဟာရွေရှားနေပါလားရှိတဲ့အချိန်လေးမှာဥပမာမနဲ့လုပ်ရမယ့်အလုပ်လေးဟာမလုပ်လိုက်လို့ရှိရင်နေ့လယ်မှလုပ်လို့မရတော့နေ့လယ်လုပ်မဲ့အလုပ်လေးကိုမလုပ်လိုက်လို့ရှိရင်ညနေမှလုပ်လို့မရသူ့ဟာနဲ့သူလာနေတာပေါ့ဟောကုံသွားတဲ့အချိန်လေးတစ်ခုကိုပြန်ယူလို့ရမလားဆိုမရဘူးမနေ့တုန်းကလုပ်ရမယ့်အလုပ်တွေမနေ့တုန်းကဖြစ်ရမယ့်ကုသိုလ်တွေခဏမှလုပ်လို့ရှိရင်မနေ့ကဖြစ်ရမယ့်ဟာတွေပြန်ဖြစ်အောင်လုပ်လို့မရဘူးလေခဏလှုပ်တာခဏပဲအဲ့ဒါလို့ဆုံးရှုံးနစ်နာမှုတွေဟာအကျိန်ပေါင်းများစွာများလာတတ်တယ်တဲ့အဲ့ဒါလို့များလာမှန်သိတာကိုကျတော့အပမာဒလို့ခေါ်တယ်တတိဆိုတာကိုလိုရမယ့်ကိစ္စကိုအမှတ်ရနေတာ
စေတသောအာရခောစိတ်ကိုထိမ့်သိမ်းစောင့်ရှောက်နေတာစိတ်ရဲ့အခြေအနေရဆင်ញင်သုံးသပ်ပြီးတော့ထိမ့်သိမ်းစောင့်ရှောက်နေတာစေတသောအာရခောအဲ့တော့ဒီမြတ်စွာဘုရားကဒီအချက်၄ချက်နဲ့ပတ်သက်ပြီးတော့တတိထားဖို့တတိနဲ့စောင့်ကြည့်ဖို့မိမိစိတ်ကိုတတိနဲ့စောင့်ကြည့်ရမယ်လို့ဒီလိုဟောတယ်၄ခုကဘာလဲလို့ဆိုနံပါတ်1ကမာမေရစနိယေတုဓမ္မေတုစိတ်တံရစ္စီခုနကမျက်စိနဲ့မြင်တဲ့အာယုံနားနဲ့ကြားတဲ့အသံအာယုံနှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့အာယုံလျှာနဲ့လဲရတဲ့အရသာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ထိတွေ့အာယုံစိတ်ထဲမှာကြံစီပြီးသိရတဲ့ကြံတွေးမှုအာယုံဆိုအဲ့ဒီအာယုံတွေကနှစ်သက်စရာမျက်နှိုးစရာခင်မင်စရာကောင်းလာလို့ရှိရင်စိတ်ကအဲ့ဒီပေါ်မှာနှစ်ချိုက်တယ်မျက်နှိုးတယ်တွေ့တာတယ်တတ်မဲ့တယ်ဟုတ်လားတတ်မဲ့စရာအာယုံတွေ့ရင်စိတ်ကတတ်မဲ့သွားတာတတ်မဲ့သွားလိုက်လို့ရှိရင်သူဟာမူးမိသွားတယ်စိတ်လေးကအဲ့ဒီအာယုံပေါ်မှာနှစ်ချိုက်ပြီးတော့တရားဓမ္မတွေမေးလျော့ပြီးတော့သွားတယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကနှစ်သက်စရာမျက်နှိုးစရာအာယုန်တွေနဲ့တွေ့လာလို့ရှိရင်အဲ့ဒီအာယုန်တွေပေါ်မှာငါရဲ့စိတ်လေးကိုမတတ်မဲ့အောင်မတတ်မဲ့စေရဘူးဆိုပြီးတတိနဲ့ထိမ့်သိမ်းဆောက်ရှောက်ပါဟောတတိနဲ့ထိမ့်သိမ်းဆောက်ရှောက်ပါတတ်မဲ့တယ်မတတ်မဲ့ဘူးဆိုတာစဉ်းစားကြည့်ကိုကြိုက်တဲ့အစားအစာလေးမြင်မစားဘဲမနေနိုင်ဘူးလေနော်ကိုကြိုက်တဲ့မြင်ကွင်းကိုကြိုက်တဲ့အသံကိုကြိုက်တဲ့အနတ်ဒါတွေမြင်လို့ရှိရင်စိတ်ကမထိန်နိုင်တချို့မတည့်ဘူးဆိုတောင်မှပဲစားလိုက်အောင်မယ်အချို့နဲ့မတည့်ဘူးစီးကြိုရှိတယ်စားလိုက်အောင်မယ်ပြီးမှဆေးတောက်မယ်နော်လောကမှာတတ်မဲ့เสียအာယုန်နဲ့တွေ့ရင်စိတ်ကိုမထိန်နိုင်ဘူးဆိုတာမျိုးတွေကြောင့်ဒုက္ခရောက်ကြတယ်ပေါ့အဲဒါကြောင့်မို့လို့တတိထားပြီးတော့ငါစိတ်လေးဟာဒီတတ်မဲ့เสียအာယုန်နဲ့တွေ့ရင်မတတ်မဲ့เสียဘူးလောဘနဲ့မတွဲเสียဘူးဆိုပြီးတော့တတိထားဆောင်ကြည့်ဥပမာဘာနဲ့တူတော့ဆိုလို့ရှိရင်လေကလေးညိုချားမှာနွားကြောင်းနဲ့လူနွားကြောင်းတာဟိုဘက်ကလည်းပဲလေရှိတယ်ဒီဘက်ကလည်းလေရှိတယ်အဲ့ဒီနှစ်ခုကြားမှာနွားကြောင်းနေတဲ့လူတယောက်ဒီဟိုဘက်လေကိုစားရင်လည်းပဲဓာန်ရိုက်ခံရမယ်ဒီဘက်လေကိုလည်းစားရင်ဓာန်ရိုက်ခံရမယ်နွားဆိုတာစိမ့်စိမ့်မြင်ရင်စားချင်တာလူရဲ့စိတ်ဟာလည်းပဲထို့တူပဲစိမ့်စိမ့်လေးမြင်လို့ရှိရင်စားချင်တယ်ဆိုတာလိုပဲတတ်မဲ့တယ်တတ်မဲ့ဆရာအာယုန်တွေ့လို့ရှိရင်တတ်မဲ့တတ်တယ်ပေါ့ဒါကြောင့်မို့နွားကြောင်သမားဟာနွားကိုဟိုဘက်စပားပင်ကိုမစားရအောင်ဒီဘက်စပားပင်ကိုမစားရအောင်အလဲကျောမှာရှိတဲ့မျက်လေးနဲ့တင်ကျဉ်တ်အောင်ထိမ့်သိမ်းဆောက်ရှောက်ရတယ်မထိမ့်သိမ်းလို့ဟိုဘက်ဆွဲစားရင်ဟိုဘက်လည်းကင်းရှင်တန်တက်ဒီဘက်ဆွဲစားပြန်တော့ဒီဘက်ဆင်ကတန်တက်ပြန်အဲ့ဒီလိုလေကွင်းနှကွင်းကြားမှာနွားကိုထိမ့်သိမ်းဆောက်ရှောက်ရသလိုနွားနဲ့အလားတရံတူတဲ့လူရဲ့စိတ်ကိုလည်းပဲတတ်မဲ့ဆရာအာယုန်ဒီပေါ်မှာမတတ်မဲ့အောင်ထိမ့်သိမ်းဆောက်ရှောက်အောင်မှာလို့မြတ်စွာဘုရားမဆောင်လို့ရှိရင်ဘာဖြစ်တယ်ပြဿနာတွေဖြစ်လာလောဘတွေဖြစ်လာတယ်မထိမ့်သိမ်းသည့်အတွက်ကြောင့်သူများပစ္စည်းကိုလိုချင်တာတို့ဒါမျိုးတွေဖြစ်လာတယ်ပေါ့အဲ့ဒါတွေကအယုတ်ဆိုးတဲ့အဆင့်ထိအောင်ရောက်သွားပြီပေါ့နော်ဒါကြောင့်မို့လို့နှစ်သက်ဆရာအာယုန်နေနဲ့တွေ့တဲ့အခါမှာငါစိတ်လေးဟာအဲ့ဒီအာယုန်ကိုမနှစ်သက်စေရဘူးလောဘမဖြစ်စေရဘူးလို့ထိမ့်သိမ်းဆောက်ရှောက်ရမယ်တဲ့နောက်ဒုတိယကဘာလို့ဆိုမာမေဒေါသနိယေတုဓမ္မေတုစိတ်တံထုတ်တိအေးတချို့အာယုန်ကြတော့နှစ်သက်စရာမကောင်းဘူးမုန်းတီးစရာကောင်းတဲ့အာယုန်တွေဒေါသဖြစ်စရာအာယုန်တွေနဲ့တွေ့လာလို့ရှင်လဲစိတ်ထဲမှာဒေါသဆိုတာဖြစ်လာတတ်တယ်နော်လူချင်းချင်းနေကြတဲ့အခါမှာတူနဲ့တူပေါ်မှာစိတ်အလိုမကျဒေါသတွေဖြစ်ကြတယ်နော်ဒီလိုပြောရမလားဒီလိုလုပ်ရမလားငါခိုင်းထားတာမလုပ်ရကောင်းလားစသဖြင့်ပေါ့နော်နမောနမဲ့နိုင်ရကောင်းလားဆိုတာမျိုးတွေနဲ့ပြင်းမားเสียဒေါသဖြစ်เสียအာယုန်တွေ့လာလို့ရှင်
စိတ်ကလေးကဒေါသဖြစ်လာတယ်အဲ့ဒါမျိုးမဖြစ်ရအောင်လဲတတိနဲ့ထားပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ပါဒီလိုဆိုလိုတာကလောဘမဖြစ်အောင်လဲထိမ့်ဒေါသမဖြစ်အောင်လဲထိမ့်လောကလူတွေကတော့ဒေါသဖြစ်เสียရှင်ဂုံယူပြီးတော့ဒေါသဖြစ်ကြတယ်နော်ဒေါသဖြစ်ကြတယ်ဟာစိတ်တူတယ်ငါစိတ်လာမစမ်းနဲ့ဆိုတာမျိုးကလှုပ်သေးတယ်သူတို့ကနော်ဒေါသဖြစ်တာကိုပဲကိုယ့်ကိုခုံယူပြီးတော့ပြောပြီးတော့အဲ့ဒီလိုလှုပ်တယ်မြတ်စွာဘုရားကထိမ့်ပါတဲ့နောက်တစ်ခုကမာမေမောဟနိယေတုဓမ္မေတုမာမုံရှိအေးတွေးဝေးစရာအာယုန်နေနဲ့ပတ်သက်လာလို့ရှိရင်ငါစိတ်လေးမှာတွေးဝေးမနေစေနဲ့တွေးဝေးတယ်ဆိုတာဘာလဲလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကြံတွေးလိုက်တဲ့အခါမှာလှုပ်တဲ့နာလားမလှုပ်တဲ့နာလားမဆုံးဖြတ်နိုင်မဆုံးဖြတ်နိုင်ရုံနဲ့မကဘူးမလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့ထင်တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့ဘူးလို့ထင်တယ်အဲ့ဒါကိုတွေးဝေးတယ်လို့ခေါ်တယ်နော်အမှန်မသိဘူးပြောတဲ့စကားလားမပြောတဲ့စကားလားမသိသည့်အတွက်ကြောင့်မပြောတဲ့စကားပြောချလိုက်ရင်ပြဿနာတက်သွားတယ်ပြောတဲ့စကားမပြောလိုက်ရလို့ရှင်လေအခွင့်အရေးတွေဆုံးရှုံးသွားဟောဒီလိုဆိုတာအဲ့ဒါမောဟဖြစ်လာလို့ရှင်မောဟတွေးဝေစရာဖြစ်လာတဲ့အာယုန်တွေပေါ်မှာလဲပညာနည်းသည့်အတွက်ကြောင့်တွေးဝေမှုတွေမဖြစ်ရအောင်ကိုယ့်ကိုထိမ့်သိမ်းဆောင်ရှောက်ရမယ်ကိုယ်စိတ်လေးကိုထိမ့်သိမ်းပေးရမယ်မဖြစ်စေနဲ့လို့အဲ့တော့ဒီလိုထိမ့်သိမ်းဆောင်ရှောက်နောက်တစ်ခုကတော့ဘာတော့နံပါတ်၄ကမာမေမထနီယေတုဓမ္မေတုစိတ်တံမစ္စီကိုယ်စိတ်လေးဟာရင်မှုစေတတ်တဲ့အာယုန်တွေပေါ်မှာလဲရင်မှုသွားတတ်တယ်နော်ရင်မှုတယ်ဆိုတာဘယ်လိုဟာခေါ်တာလဲရင်မှုမြု၃မျိုးရှိတယ်သူကအသက်အရွယ်ငယ်တဲ့ပုဂ္ဂိုလ်တွေမှာယုပ္ပနမထလို့ခေါ်တယ်အရွယ်ပေါ်မှာရင်မှုနေတာအတော့ငယ်သေးတယ်ငယ်ငယ်လေးရှိသေးတယ်ငါကုသိုလ်ဆိုတာလှုပ်ရှားမလို့တရားလည်းထိုင်ကြမလို့သီလဆိုတာအသက်ကြီးမှလို့ကမ္မထာဘာဝနာဆိုတာအသက်ကြီးတဲ့လူတွေအတွက်ဆိုငယ်တဲ့လူကလည်းပဲငယ်သေးတယ်ဆိုတာနဲ့ရှင်မှုနေတတ်တယ်ငယ်မှန်နဲ့ရှင်မှုတတ်တယ်ကျမ်းမာနေတဲ့ပုဂ္ဂိုလ်ကလည်းကျမ်းမာတဲ့မှန်တက်တတ်တယ်အဲ့ဒါရှင်မှုချင်းတစ်မျိုးပဲအသက်ရှင်နေတဲ့ပုဂ္ဂိုလ်ကလည်းအသက်ရှင်ခြင်းနဲ့ဆိုတဲ့အသက်ရှိတယ်ဆိုတဲ့စီဝိတမတ္တမှန်ရစ်နေတတ်တယ်သေတဲ့လူတွေ့ရင်သူသာသေတာသူဘာလို့သေတာငါကြမသေဘူးလို့ဒီလိုထင်တယ်အဲ့တော့ယုပ္ပနမဒဆိုတဲ့ငယ်မှန်တက်တာအာရောချမဒဆိုတဲ့ကျမ်းမာတဲ့မှန်တက်တာစီဝိတမဒဆိုတဲ့အသက်မှန်တက်တာဒါတွေမကဘူးဓနမှန်တက်တာတို့အလှမှန်တက်တာတို့ပညာမှန်တက်တာတို့မှန်နေအများကြီးပဲအဲ့ဒါလို့ယာရုလေးမြင်လာလို့ရှင်လဲမာနတွေဖြစ်သွားပစ္စည်းလေးရချမ်းသာလာလို့ရှင်လဲမာနဖြစ်လာကျန်တဲ့လူတွေကိုလူမထင်မှုတွေဖြစ်လာအဲ့ဒီလိုမန်ရစ်မှုတွေကိုလည်းကိုယ်စိတ်မှာမဖြစ်စေနဲ့မန်ရစ်သွားတာတွေဆိုတာအရာထဲမှာတွေ့ဘူးမှာပေါ့နော်ဓာတုတက်သွားရင်ကျန်တဲ့လူတွေဖက်မလို့စီးပွားဥစ္စာတက်သွားရင်လည်းကျန်တဲ့လူတွေဖက်မလို့ဒါမျိုးတွေကမန်ရစ်သွားတယ်အဲ့ဒီလိုမန်ရစ်မှုတွေကိုလည်းကိုယ်စိတ်လေးကိုမဖြစ်စေနဲ့စိတ်ထဲမှာမာနတွေဝင်သွားတာမျိုးမဖြစ်စေရထိမ့်သိမ်းဆောက်ရှောက်မယ်ဘာနဲ့ဆောက်ရှောက်တတိနဲ့စောင့်ကြည့်ရငါစိတ်ဟာငကိုယ်တော့ကအခုလိုယာရုမတက်ခင်တော့ငါစိတ်ကတစ်မျိုးယာရုတက်တော့ငါဘာလို့တစ်မျိုးဖြစ်ရမှာလဲနော်ခုနတော့ကနှစ်သက်စရာအာယုန်နဲ့မတွေ့ခင်တော့ငါစိတ်လေးတည်ငြိမ်နေနှစ်သက်စရာအာယုန်နဲ့တွေ့တော့ဘာဖြစ်လို့တတ်မရတာလဲဒေါသဖြစ်เสียအာယုန်နဲ့မတွေ့ခင်တော့ငါစိတ်လေးကတည်ငြိမ်နေတယ်ဒေါသဖြစ်เสียနဲ့တွေ့ရင်ဘာဖြစ်လို့ဒေါသဖြစ်ရမှာလဲနော်တွေးဝေးเสียအာယုန်နဲ့တွေ့စောစောကငါစိတ်ဟာဒီအမှန်သိနေတယ်လို့ရှိတွေးဝေးเสียအာယုန်နဲ့တွေ့ရင်ငါစိတ်လေးဟာတွေးဝေးသွားတယ်ဘာဖြစ်လို့တွေ့ရမှာလဲအမှန်သိအောင်ကြိုးစားရမယ်ဆိုဟောတယ်လို့ကိုယ်စိတ်လေးကိုစောင့်ကြည့်ပြီးတော့တတိနဲ့ထိမ့်သိမ်းဆောက်ရှောက်အောင်ပါလို့ဒီလိုဆိုလိုတာမြတ်စွာဘုရားအဲ့ဒါလို့ဒီအချက်၄ချက်ပေါ့တမေဆရာအာယုန်နဲ့ပတ်သက်လာရင်လေတ
တ်မဲ့မှုတွေမဖြစ်ရအောင်မုန်းတီးစရာအာယုန်နေနဲ့တွေ့လာလဲဒေါသမဖြစ်ရအောင်တွေးဝေစရာအာယုန်နေနဲ့တွေ့ရင်လည်းပဲမတွေးဝေရအောင်ရစ်မှုစရာအာယုန်နေနဲ့တွေ့ရင်လည်းရစ်မှုမှုမဖြစ်အောင်ထိမ့်သိမ့်ဆောက်ရှောက်ပါတဲ့ဒီလိုဆိုတာပေါ့နော်ထိမ့်သိမ့်ဆောက်ရှောက်အောင်အဲ့ဒါလို့ထိမ့်သိမ့်ဆောက်ရှောက်နိုင်လို့ရှိရင်ဘာဖြစ်လဲတတ်မဲ့စရာအာယုန်နေပေါ်မှာမတတ်မဲ့တော့ဘူးလောဘဆိုတာကင်းပြတ်သွားပြီကိုယ်တဏ္ဍမှာမရှိတော့ဘူးလုံးဝအာယုန်နေနဲ့ပတ်သက်လာရင်လိုချင်တဲ့လောဘတွေ့တာတဲ့လောဘကိုယ်တဏ္ဍမှာလုံးဝဖြစ်တော့ဘူးမုန်းတီးစရာအာယုန်နေဒေါသဖြစ်စရာအာယုန်နဲ့တွေ့ရင်ဒေါသမဖြစ်တော့ဘူးဒေါသတွေလုံးဝကင်းသွားပြီတွေးဝေစရာအာယုန်တွေပေါ်မှာလဲတွေးဝေမှုမဖြစ်တော့ဘူးအသိပညာလွှမ်းမိုးပြီးတော့မောဟတွေကင်းသွားပြီနော်ရှင်မှုစရာအာယုန်နဲ့တွေ့လဲရှင်မှုတာမျိုးမဖြစ်တော့ဘူးရှင်မှုမှုတွေအလုံးကင်းသွားပြီမာနထားစရာတွေလုံးဝကင်းသွားပြီအဲ့ဒါလို့လောဘလည်းကင်းသွားတယ်ဒေါသလည်းကင်းသွားတယ်မောဟလည်းကင်းသွားတယ်မာနလည်းကင်းသွားပြီကိုယ်စိတ်လေးပါအဲ့ဒါတွေမရှိတော့ဘူးဆိုလို့ရှိရင်ဒီစိတ်လေးဟာလှုပ်ရှားရင်းရိုင်ခြင်းမရှိတော့ဘူးတဲ့ကြန့်ခိုင်သွားတယ်ရွှေတဲကရွှေရဲ့အညစ်အကြေးတတ္တုတွေကိုတန့်စင်ပြစ်လိုက်တဲ့အခါမှာရွှေစင်လေးဟာနော်တောက်ပြောင်ဝါဝင်းလာတယ်လို့လူတွေတစားဆင်မှုစင်တစားပြုလုပ်တဲ့အခါမှာဘယ်လိုပုံစံလေးဖော်ပုံစံဖော်ဖို့လွယ်လာတယ်ထို့တူပဲလူရဲ့စိတ်ဟာလည်းအညစ်အကြေးတွေကင်းသွားပြီဆိုရင်ကိုယ်စိတ်တိုင်းညဖြစ်လာငါစိတ်လေးဟာဒီအာယုန်နဲ့ပဲနေရမယ်ဆိုရင်နေသွားတယ်လိမ္မာသွားပြီဒီနာနေဆိုဒီနာနေတယောက်တည်းနေတစ်စိတ်တည်းထားဟောကိုခိုင်းတဲ့အတိုင်းအကုန်လုပ်ပြီစိတ်လေးဟာနှုတ်ဆိုရင်ကိုကစဉ်းစားကြည့်လေထွက်လေဝင်လေလေးမှတ်မလို့နှာခေါင်းပြားနှာသီးပြားတင်လိုက်တာနဲ့တပြိုင်နက်ဟိုထွက်သွားဒီထွက်သွားနဲ့နော်အလွန်မိုက်ရိုင်းတဲ့ဒီနွားလေးတစ်ကောင်ဆုံးမတာလို့ပဲအလွန်ခက်ခဲတယ်ပေါ့အငြိမ်မနေတဲ့မြောက်ကလေးတစ်ကောင်ထိမ့်သိမ်းဆောင်းရှောက်ရတာမလွယ်တယ်လို့ပဲလူရဲ့စိတ်ဟာလည်းပဲမြောက်လို့ပဲဟိုအာယုန်ဒီအာယုန်မှာရှောက်ပြေးနေတာအဲ့ဒါကိုသူ့ကိုငြိမ်သွားအောင်အာယုန်တစ်ခုတည်းပေါ်မှာငြိမ်ပြီးတော့ကိုထားတဲ့အတိုင်းနေအောင်တတိနဲ့စောင့်ကြည့်ပြီးလေ့ကျင့်ပေးပြီးဆိုလို့ရှိရင်တဲ့မတုံလှုပ်တော့ဘူးမကြောက်ရွံ့တော့ဘူးထိတ်လန့်တုန်လှုပ်ခြင်းတွေမရှိတော့ဘူးဘယ်တော့မှလည်းကိုယ်စိတ်အခြေအနေတခြားဘယ်သူတွေကဘာပြောကိုယ်စိတ်ကိုကြန့်ခိုင်မှုတွေရှိသွားပြီဆိုရင်အမြင်တွေလည်းပြောင်းလဲသွားတာမရှိတော့ဘူးတဲ့အဲ့ဒါကိုမြတ်စွာဘုရားကသုတ်တန်တစ်ခုမှဘယ်လိုဟောထားတော့ဆိုရင်ပညာပရိဘာဝိတံစိတ်တံသမ္မဒေဝဝိမုစ္စတိအာတဝေဟိပညာနဲ့လွှမ်းခြုံထားလိုက်တဲ့စိတ်ကလေးဟာတဲ့အာတဝလို့ဆိုတဲ့ကိလေသာအညစ်အကြေးတွေကိလေသာတွေကနေပြီးတော့လုံးဝလွတ်ကင်းသွားတယ်လွတ်ကင်းသွားပြီးအညစ်အကြေးတွေကလွတ်ကင်းသွားတဲ့စိတ်ကလေးဟာကြန့်ခိုင်မှုအပြည့်ရသွားပြီကောင်းတာနဲ့တွေ့လဲမတုံ့လှုပ်တော့မကောင်းတာနဲ့တွေ့လဲမတုံ့လှုပ်တော့ကောင်းတာနဲ့တွေ့လို့တုံ့လှုပ်တယ်ဆိုတာမော်ကြွားခြင်းပဲဖြစ်တယ်ပေါ့နော်မကောင်းတာနဲ့တွေ့လို့တုံ့လှုပ်တယ်ဆိုတာစိတ်ဓာတ်ကြခြင်းပဲအဲ့တော့စိတ်ဓာတ်တက်ကြွခြင်းစိတ်ဓာတ်ကြခြင်းဆိုတာမရှိတော့ဘူးအာယုံရဲ့သဘာဝတွေကိုသိရှိပြီးတည်ငြိမ်တိမှတ်တဲ့စိတ်နဲ့ကြံ့ခိုင်တဲ့စိတ်နဲ့လောကရန်မုံတိုင်းနေနဲ့တွေ့တဲ့အခါမှာရင်းရိုင်ခြင်းမရှိဘူးကြံ့ခိုင်တဲ့စိတ်ဓာတ်မျိုးကိုရရှိတယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာတဲ့ပုဂ္ဂိုလ်တွေဟာဘာရတော့လို့မေးလို့ရှိရင်စိတ်ဓာတ်ကြံ့ခိုင်မှုကိုရတယ်လို့ဒီလိုပြောမြတ်စွာဘုရားရဲ့အဆုံးအမကိုမရတဲ့မသိတဲ့ပုဂ္ဂိုလ်ဟာလောကရန်နဲ့တွေ့လို့ရှိရင်မခံနိုင်သည့်အတွက်ကြောင့်အဆိုးလောကရန်နဲ့တွေ့ပြီဆိုရင်နောက်ဆုံးကိုယ့်ကိုယ်တတ်သိသည်ထိအောင်လုပ်ကြတယ်လေကဘာမှာကိုယ့်ကိုယ်တတ်သိတဲ့လူတွေဟာစိတ်ညစ်လို့မခံနိုင်လို့တတ်သိကြတာတွေအများကြီးပဲအဲ့ဒါဘာကြောင့်စိတ်ဓာတ်မကြံ့ခိုင်လို့စိတ်ဓာတ်ကြံ့ခိုင်မှုကိုရအောင်မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းစိတ်ကိုတတိဖြင့်စောင့်ကြည့်ရမှာဖြစ်တယ်
စောင့်ကြည့်ပြီးတော့လေ့ကျင့်သင်ကြားပေးလို့ရှိရင်လိမ္မာရေးချရှိတဲ့စိတ်ကလေးဖြစ်ပြီးမိမိရဲ့လိုအင်ဆန္ဒအတိုင်းတယောက်တည်းနေတစ်စိတ်တည်းထားနိုင်အောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း